Triple New Channel ကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများခင်ဗျာဒီနေ့ဖေဖော်ဝါရီလ3ရက်နေ့မနက်ပိုင်းမှာတော့ရန်ကုန်တိုင်းလှဲကူးမြို့နယ်မှာလူအများပြားတေဆုံးတန်ရာရရှိခဲ့တဲ့ကြေကွဲစရာရင်တိုက်မှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အလုတ်သွားကြမဲ့စက်ရုပ်ဝန်တန်းတွေစီးနှင်းလာတဲ့ဖယ်ရီကားနဲ့လိုင်းကားတစ်စီးမျက်နှာချင်းဆိုင်တိုက်မိခဲ့ကြတာမှာဖြစ်စဉ်ကတော့လှဲကူးမြို့နယ်အမှတ်1လမ်းမကြီးမော်ကအင်းတိုင်ကြီးရွာစနရတ္တရှိမှဖြစ်ပွားခဲ့တာပါပခုကနေသင်္ကန်းကျွန်းကိုပြေးဆွဲတဲ့ထာဝရလိုင်းကားနဲ့အထည်ချုပ်စက်ရုံဝန်တန်းကျုပ်ကိုကားတော့တိုက်မိခဲ့တာဖြစ်ပါတယ်မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရဖယ်ရီကားဟာလမ်းကြောင်းမှားဝင်ပြီးအရှိန်မထိန်နိုင်ပဲတစ်ဖက်ရင်ကျောထဲကိုရောက်ရှိသွားရာကနေခုလိုခေါင်းချင်းဆိုင်တိုက်မိခဲ့ရလို့သိရပါတယ်ဒီဖြစ်စဉ်ကြောင့်လက်ရှိအချိန်ထိအမျိုးသမီး4ဦးနဲ့အမျိုးသား2ဦးစုစုပေါင်း5ဦးသေဆုံးခဲ့ရပြီးဒဏ်ရာရရှိသူတွေ30ကျော်ရှိနေပါတယ်အခင်းဖြစ်နေရောက်မှတင်2ဦးပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးကျန်တဲ့3ဦးကတော့ဈေးရုံရောက်မှဆုံးပါသွားခဲ့တာပါဒဏ်ရာရသူတွေကိုတော့မြောက်ဥက္ကလာပါဈေးရုံကြီးနဲ့လှဲကူးဈေးရုံတွေကိုပရဟိတအသင်းပေါင်းစုံကအချိန်နဲ့တပြေးညီကူညီပို့ဆောင်ပေးခဲ့ကြပါတယ်တကယ်တော့ပြီးခဲ့တဲ့2025ခုနှစ်အတွင်းမှာလည်းရန်ကုန်မြို့ရဲ့နေရာအနှံ့အပါးမှာစိတ်ယုံဖယ်ရီကားတွေမတော်တဆဖြစ်မှုခတ်စိတ်စိတ်ရှိနေခဲ့တာပါရင်မောင်းသူတွေအနေနဲ့အချိန်ထက်အသက်ကိုပိုအလေးထားပြီးမောင်းနှင်ကြဖို့တိုက်တွန်းခြင်းပါတယ်တေဆုံးသွားသူတွေအတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရသလိုတန်ရာရရှိထားသူတွေလည်းအမြန်ဆုံးသက်သာပြောက်ကင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခုလိုတည်င်းထူးတွေကိုအမြဲသိရှိရအောင်